ကမ္ဘာနှင့်အာရှနောက်ဆုံးရအကြောင်းအရာများစစ်ပွဲကဆက်လက်ဖြစ်ပွားနေစေပဲနိုင်ငံတကာကငြိမ်းချမ်းရေးအတွက်ကြိုးပမ်းနေကြပါတယ်စစ်ပွဲအခြေအနေကိုအမြဲစောင့်ကြည့်နေကြပါစို့ကမ္ဘာစားနပ်ရိက္ခာအကျပ်အတည်းနဲ့ပတ်သက်ပြီးကုလသမဂ္ဂကသတိပေးထားပါတယ်အာဖရိကတိုက်မှာအစာအာဟာရပြတ်လတ်မှုတွေဖြစ်လာနိုင်တယ်လို့ဆိုပါတယ်ဂျပန်နိုင်ငံအရှေ့ပိုင်းမှာအင်အားပြင်းမြေငလျင်တစ်ခုလှုပ်ခတ်သွားပါတယ်လူအနည်းငယ်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်အာဏာပိုင်တွေကရေးပေါ်အစီအစဉ်တွေကိုအမြန်ဆုံးဆောင်ရွက်နေပါတယ်COVID-19 ကပ်ရောဂါပြီးနောက်ထိုင်းနိုင်ငံရဲ့ခရီးသွားလုပ်ငန်းကပြန်လည်တက်ကြွလာပါတယ်နိုင်ငံတကာခရီးသွားတွေရဲ့အားပေးမှုကိုရရှိနေပါတယ်ကိုရီးယားအဆိုတော်ဟာဂျင်နီဂျန်နီ Blackpink အဖွဲ့ကနေဆက်ခွာသွားပါပြီပရိသတ်တွေကသူမရဲ့အနာဂတ်လှုပ်ရှားမှုတွေကိုစောင့်မျှော်နေကြပါတယ်အိန္ဒိယအဆိုတော်ဘရာခလာရဲ့နောက်ဆုံးထွက်ဗီဒီယိုဟာလူမှုကွန်ရက်တွေမှာပြန့်နှံ့နေပါတယ်ပရိသတ်တွေရဲ့အားပေးမှုကိုရရှိနေပါတယ်နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေအတွက် Trendtainment Myanmar ကို Subscribe လုပ်ပြီး Notification ခေါင်းလောင်းလေးကိုနှိပ်ထားဖို့မမေ့နဲ့နော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်